ကျွန်တော်တို့ရဲ့နောင်တော်ကြီးစိန်ပရင်ဟုတ်ကဲ့သိသွားတာကြာလာပြီမရှိတော့ဂမ်းမီနောင်တော်ကြီးစိန်ပရင်ဆိုသွားတဲ့တခြင်းလေးရှားပါတာဘယ်သူမှမရဘူးဟုတ်ကဲ့ကျွန်တော်တွေ့အောင်ရှာလို့တွေ့လာတယ်ဟုတ်ကဲ့တွေ့လိုက်တဲ့အခါကျတော့အဲ့ဒီကက်ဆက်တိတ်ခွေကကျွန်တော်တဲ့အသက်ကြီးတယ်တော်တော်ကြာပြီပဲကျွန်တော်48နှစ်သူကအနှစ်50ကျော်နေအဲ့တိတ်ခွေကဟုတ်ကဲ့ခန့်ငယ်ငယ်အဲ့ဒီဘက်နေပေါ့ရောက်ချင်လဲရောက်ခဲ့လေလေဟုတ်ကဲ့တခြင်းလေးကခေါင်းစင်လဲမပါခေါင်းစဉ်လည်းမပါတဲ့အခါကျတော့နားထောင်ကြည့်လိုက်တဲ့အခါကျတော့ပြုတ်ပြင်းကြီးသချင်းဖြစ်ဟုတ်ပြီအဲ့ဒါသဘာဝအဲ့တော့အောင်မောင်းနေဟန်ချဖြစ်ဟုတ်ကဲ့ကြိုက်လို့အဲ့ကြောင့်ဒီကြောက်တဲ့ခင်ကသမီးငယ်များအတွက်ငါနှမတွေအတွက်ဟောဒီသချင်းကိုဆိုပြမယ်ဟုတ်ပြီဗျာငါကိုယ်လည်းခေါင်းစဉ်လေးပေးထားတာနော်ဟုတ်ကဲ့ယုံတန်းစကားမောင်တို့ယောက်ျားတွေရဲ့မိန်းမတွေကိုနေရာတကာမှာညှောင်းဆိုတာကစစ်ခွေတဲ့ရောက်လို့ပါဓမ္မမမဟုတ်ပါဘူးဗျမင်းခေါင်းစဉ်ကြီးတူတာလေးနဲ့ပဲလက်ဖနှောင်နဲ့လိုက်လာနော်မသိဘူးလေအဲ့ဒီတချင်းမကြားဘူးတာပြောလို့မဟုတ်ဘူးခေါင်းစဉ်ကတူလိုက်တာဘာလို့ယုံတဲ့စကားလို့ပြောရတာလဲဆိုရင်ဘာကြောင့်ကျွတ်တို့ခေတ်ကအမျိုးသမီးတော်တော်များများသည်ဟုတ်ကဲ့ယောက်ျားတွေပြောသမျှကိုတော်တော်ယုံလွယ်အဲ့ဒါမျိုးသမီးတိုင်းပဲတို့ယောက်ျားသားတွေကလည်းခင်ဗျားတို့အစားကြုံဆုံးတော့ဟုတ်ပါဟိုတစ်ဖက်ဆောင်နေပြောမှာမဟုတ်ဘူးရေဟုတ်ဟိုဘောက်ကရဒါပြောတာလေဟုတ်ပါထိုကြဘူးလားခင်ဗျားတို့မင်းကိုလေးတဲ့ကိုသိချစ်တာပဲသိလားမင်းကိုဘယ်လောက်ချစ်တယ်လဲဆိုရင်တဲ့ဟိုမြင့်မို့တောင်ကြီးကိုပဲကိုတက်ပြရမလားဖြစ်နိုင်တာမဖြစ်နိုင်တာတွေပြောတာနော်ဟုတ်ပါဒီကိကမဖြစ်နိုင်တာတွေပြောလာရင်ရမ်းမယုံနဲ့မယုံနဲ့ဒါကိုပြောတာမင်းကိုပထမမမုန်းပါဘူးကွာမင်းကိုလေးတဲ့ဟိုအနောက်ကနေထွက်တောင်ထိပ်မှာကြာပေါက်မှာမင်းကိုမုန်းပါမယ်ဒါမဖြစ်နိုင်မဖြစ်နိုင်ဘူးလေမဖြစ်နိုင်တာကိုတာရကတင်ပြီးတော့ယုံလွယ်အောင်ပြောတာကောင်းမလေးတဲ့သဘောကိုကြားလို့အဲ့လိုပြောရင်ဟုတ်တယ်မှန်နောက်ပြီးတော့ရှိတယ်ဘာလဲကွာဖြစ်နိုင်မယ်ဆိုရင်တဲ့မင်းကိုလေးတဲ့ဘောင်းကလေအာဂရွင်းထဲမှာငုံထားလိုက်ခြင်းတယ်ဇီးယူဖန်ကားများစုအာဂရွင်းတော့ငုံထားလိုက်ခြင်းတယ်အမဇီးယူဖန်ကားများဆိုရင်မင်းကိုအာဂရွင်းထဲတော့ငုံထားလိုက်ခြင်းသေးတယ်သေးပေါက်ချမှာကြောက်လို့မဖြစ်နိုင်တာတွေပြောတာနော်ဟုတ်ကဲ့အဲ့ဒါလို့မဖြစ်နိုင်တာတွေများပြောလာခဲ့ရင်ငါနှမတွေမယုံနဲ့မယုံနဲ့ဘာမှမဟုတ်ဘူးရှောက်ပြောတာဟိုတချို့ကရှိသေးတယ်လေဆရာဘာလဲမရခင်ကမင်းမူရာရရင်လေကိုနှီးပြားနဲ့တော့မရွယ်ပါဘူးအဲ့လိုပြောတဲ့လူကရရင်တဘုံကြီးနဲ့အသေးစော်တာရဲ့အဟုတ်ပြောတာအဲ့လိုလူမျိုးတွေ့လာရင်ရမ်းမယုံနဲ့ဗျဒါပြောတာအယုံကြည်မလွယ်နဲ့အယုံလွယ်သူအလိန်ခံရလိမ့်မယ်ဆိုတဲ့စကားရှိတယ်လေမှန်ပါပေါ့အေးဘယ်လိုကောင်းလေးမျိုးကြတော့စဉ်းစားပြရမလဲဆိုတော့သူကနှစ်ပိုင်းလာတာလေဟုတ်ကဲ့တကယ်တချို့ကောင်းလေးတွေကတိတ်ရိုးတာသိလားဟုတ်တယ်ကောင်းမလေးရဲ့အလိုလိုက်တယ်ဟုတ်ကဲ့အလိုလိုက်ပြီးတော့ကောင်းမလေးကဥပမာဗျာဟိုတတိအရာဝတ္ထုကြီးအမိန်မှန်းသိပါရဲ့နဲ့ကောင်းမလေးကဟင်လိုချင်ဘူးကိုဒါအဖြူဆိုရင်ဣဗာကွာအဖြူဒီလိုလူတွေအိမ်မစကားနားထောင်တဲ့ရိုးသားဟုတ်ကဲ့အမိန်မှန်းသိပါရဲ့နဲ့ကိုချစ်သူကအဖြူဆိုရင်ဣဗာကွာမင်းဖြူရင်ကိုဖြူမှာပေါ့ဒီလိုဖြူမှာတော့ကိုဖြူရတော့မှာဘောဆရာရဲ့အဲ့ဒါတော့ဟုတ်ပါတယ်တခုပြောတယ်ဟိုမောင်ကျုပ်တွေးကြည့်တာနော်မိသားကြီးတွေ့တဲ့အခါမှာပြောတဲ့စကားတွေမောင်စစ်လိတီတောက်တယ်လို့ကြားတယ်စစ်လိမတောက်နဲ့ခင်ကြိုက်တယ်မတောက်နဲ့ပေါ့ဒါပဲစစ်လိလောက်နဲ့တော့ရင်းရမှာပေါ့ဒါပေါ့စစ်လိလောက်နဲ့တော့လဲရမှာပေါ့မတောက်နဲ့ပေါ့တို့ချစ်လို့ချင်တာကိုဟုတ်တယ်လေနောက်တစ်ခုမောင်လေတနည်းအရက်တီတောက်တယ်လို့ကြားတယ်သဘောအရက်တီတောက်တယ်ဆိုရင်မကြိုက်ဘူးမေးကြိုက်ဘူးမတောက်နဲ့ပေါ့ဒါပေါ့အရက်နဲ့တော့လဲရမှာပေါ့ဘာနဲ့လဲရမှာတော့ဟုတ်တယ်နော်အဲ့ဒါလို့ကိုနဲ့ထပ်တူညီမြပြောလို့ရပြီဆိုရင်တော့ဟုတ်ကဲ့ဝါသဘောဝါစီဘောသဘောအဲ့လိုပြောတာနော်ယုံတဲ့စကားတွေပြောလာတာကတော့ရှာယိုးမရှိတိုင်းပြောလာကတော့မယုံနဲ့ဒါပေါ့အချင်းကအဲ့ဒီအတိတ်ပဲဟုတ်ပြီဗျာရေးသူအမြင်မသိဟုတ်ကဲ့ရှင်းလားဟုတ်ကဲ့နောင်တော်ကြီးစေပရင်ဆိုသွားခဲ့တဲ့တခြင်းခေါင်းစဉ်လည်းကြုံမသိဘူးကျွန်တော်ကိုယ်တိုင်စိတ်ကြိုက်ပေးလိုက်တာယုံတန်းစကားငါနှမတွေနားတော်တာဟဲ့အချစ်ကြောင်းကိုအမျိုးမျိုးပြောကကဲကြချွေးကြသိကြတာအတွင်းရဲကိုမြူတာချစ်ကြကြောင်းရဲ့
စားလို့ပြောရရင်တကယ်ချစ်ကြတယ်လိဟာကျွဲ ရပါပြီ သစ္စာဆိုတာကြောက်ဘူးပါလေ ကြားဘူးပါတယ်ဗျာ သမုတ်မီချက်အာကဝလာဘုံပြုလို့နေယူစွတ်တဲ့ချီမဲချဲကျင်တော့ချဲတာနော်လို့ကွယ်နီယူကထားလို့စီပြပန်းကားတပွဲငုံထားခြင်းတဲ့ယုံမလားခင်ရဲ့ Oh la la. Shwe. အချစ်ကြောင်းကိုအမျိုးမျိုးပြောတာကဲကြချွဲကြသိကြတာတွေရဲ့ကိုမိသားကြည့်တဲ့ကြောင်းရဲ့ပမာနိုင်ဆန်လို့ပြောရရင်တကယ်ချစ်ကြတယ်လေဟာကျွဲသစ္စာဆိုတာကြောက်ဘူးပါလေ ကြားဘူးပါတယ်ဗျာ သမုတ်မီချက်အာကာကိုလွားဖို့ပြုလို့နေယူစွတ်တဲ့ချီမဲတဲ့ချဲကျင်တော့ချဲတာနော်လို့ကွယ်ညီယူကထားလို့စီဘူးပန်းကားတပွဲငုံထားခြင်းတဲ့ယုံမလားခင်ရဲ့ Hey. ဘယ်လိုလဲဟိုရှိရှိတော့ကဌာနကြီးမဲ့ Ana yime. ရှင်းတဲ့တညတာဝေးတာရက်ပေါင်း900ဆွေးကြတယ်ကေဒီမောင်မဲကိုလည်းဒီလိုဆွေးရကြီးရဲ့ရှေ့ကစာနဲ့စာချဲကရဲ့အချစ်ကိုရောပုံဆောင်ပြတယ် Bon sang bien re. မြင့်မို့ရွှေတောင်းခုံတောင်းပြမယ်တဲ့ Bon dang bien me. အချစ်ကိုရောအောင်ပုံဆောင်ပြတယ် Bon sang bien re. မြင့်မို့ရွှေတောင်းခုံတောင်းပြမယ် Bon dang bien me. အပူတွေကြွားတဲ့နဲ့ကိုလီထွားတို့ရဲ့ အကြွားတွေပူပါလေမဖြစ်နိုင်တာတွေများနဲ့သစ္စာဆိုကြတယ် ရပါပြီ ငါစုကြည်လို့လိန်နာမျိုးရဲ့ရိုးတဲ့ခါကြဒါတွေပြေသွားမင်းဟုတ်ပါပါအေး ဟိုရှိရှိတော့ကဌာနကြီးနဲ့ Ana yime. အချစ်နဲ့တညတာဝေးတာရက်ပေါင်း900ဆွေးရတယ်ကိန်းနေမောင်မဲကိုလည်းလီလိုဆွေးရကြီးရဲ့ရှေးကစာနဲ့စာချဲကရဲ့အချစ်ကိုရောပုံဆောင်ပြတယ် Bon sang bien re. မြင့်မို့ရွှေတောင်းခုံတောင်းပြမယ်တဲ့ Bon သူ dang တို့က bien လေ me. ချစ်ကိုရောပုံဆောင်ပြတယ် Bon sang bien re. မြင့်မို့ရွှေတောင်းခုံတောင်းပြမယ်တဲ့ Shwe. အပူရီကြွားတဲ့ကိုလီထွားတို့ရဲ့အကြွားတွေပူပါလေမဖြစ်နိုင်တာတွေများနေသစ္စာဆိုကြတယ်ဖျားစုကြည်လို့လိန်နာမျိုးရဲ့ရိုးတဲ့ကကြဒါတွေပြေသွား Hey. Oh bangi. ချစ်ဦးရဲ့ ချစ်ဦးရဲ့ ရုံးမြေကသဆုံးတိုင်ပါလေအမြတ်ချစ်လေမတွေ့ဘူးချစ်ဦးရဲ့ရုံးမြေကသဆုံးတိုင်ပါရဲ့ ဟေး မြူသူရဲ့တူတူပဲကွယ်မောင်လဲသူပဲကွယ်
င်သဘောပါကွယ် ဘောပါကွယ် အချစ်မကြိုက်တာမုံမုံပါလေ မောင်မောင်ပါလေ အရက်ဆိုတော့ဝေလာဝီခင်လေးမကြိုက်ရင်စစ်လေးတောင်ဖြတ်မယ် ရွာသားကြီး မသွားရဘူးကွယ် တော်ရဘူးကွယ် မလဲရဘူးကွယ်ပြည့်ညက်ချင်တာတွေ့နောက်တက်ရှိနေသေးရင်တော့ရှောက်လာလေးနဲ့ပြည့်အောင်ရေးလို့ပေးထားဖို့ညာကြော့ရဲ့အချစ်ရဲ့ကြိုက်ကိုအစင်တစ်စက်လိုက်ပါမယ်ရုပ်ကြည်အောင်ကွယ်ညံပလီတွေနှောလို့အချောအရကိုတော့သဘောကျအောင်မောင်မလေးမလေးတပူကကျဆူလေးမောင်မလေးတပူကွယ် မြတ်ချစ်မတူချစ်ဦးရဲ့ ချစ်ဦးရဲ့ ရုံးမိကြသဆုပ်တိုင်ပါရွယ် ရှေ့ အမြတ်ချစ်မတူချစ်ဦးရဲ့ရုံးမိကြသဆုပ်တိုင်ပါရွယ်မင်းသူရင်လဲသူလူပဲကွယ်မောင်လဲသူပဲကွယ်ချစ်သူပြောတာမောင်သဘောပါကွယ် သဘောပါကွယ် အချစ်မကြိုက်တာမောင်မုံပါလေ မောင်မောင်ပါလေ အရက်ဆိုရဝေလာဝီခင်လေးမကြိုက်ရင်ဆိလိတ်တောင်ဖြတ်မယ် ရွာသားကြီး သွားရဘူးကွယ် တော်ရဘူးကွယ် မလဲရဘူးကွယ်ပြည့်ညက်ချင်တာတွေနောက်တက်ရှိနေသေးရင်တော့ရှောက်လွားလေးနဲ့ပြည့်အောင်ရေးလို့ပေးထားဖို့ညာကြော့ရဲ့ချစ်ရဲ့အကြိုက်ကိုအစင်တစ်စိုက်လိုက်ပါမယ်ယုံကြည်အောင်ကွယ်ညံမလေးတွေတော့လို့ချာလာဘောတော့သဘောကျအောင်မောင်မလေးဖျားစုကြည်လို့မလေးတတ်ဘူးကွယ်ကျက်စုလို့လဲမောင်မလေးတတ်ဘူးကွယ် အောင်မောင်ကြီး စိန်ပရင်ကြီးအမှတ်တရပေါ့ဗျာနော် ဟုတ်ကဲ့ ရှာဖွေလေးတွေ့ရှိနေပါပဲပညာရေးတွေကတော့ရွာသားရင် ဟုတ် တိတ်ကောင်းတဲ့သချင်းလေးတွေပါကြွားရောက်လာတဲ့အေပရိသတ်တော်မင်းများပေါ်၌နိုင်ငံကျော်ရွှေတောင်းမြန်ရဲ့သားတွေကနေဆင်းသက်တဲ့တပည့်တွေသားတွေကနေဆင်းသက်လာတဲ့အမှုပညာမွေးနှစ်တွေပါလို့ ဟုတ်ကဲ့ ဒီထဲမှာတိပြဖြောပြသွားခဲ့ရတယ်ကိုနော် မမ စိန်ပရင်စိန်ကျော်ကစိန်တောင်းမာရလေးသိမ့်အောင်နိုင်ငံကျော်စိန်ကျော်ဆင့် ဟုတ်ကဲ့ အဲ့ဒီကနေဆင်းသက်လာခဲ့တဲ့နိုင်ငံကျော်ရွှေတောင်းမြန်ရဲ့အမှုပညာရများကိုဆိုင်းဝါဒနာဦးများအတွက်တင်ပြရတာပေါ့ဗျာနော် ဟုတ်ကဲ့ အမှုပညာသမားတွေဟာဟိုငွေရယုံတစ်ခုတည်းကြည့်ရင်တော့ကိုစောရှင်းရဲ့ ကိုချစ်ပွဲ တောင်းမကြည့်ပါဘူးနော်အတုပညာပဲပြောလို့ရမှာပေါ့ဗျာ ဟုတ်ကဲ့ ခင်ဗျားတို့ကျွန်တော်တို့ကဟိုဆိုင်းနောက်ပြောဆိုင်းနောက်ထားဆိုတာကတော့ ဟုတ် ဆိုင်းဆရာကြီးအမောရောက်တဲ့ကအပြောလေးထောက်ပေးပြီးတော့ကျွန်တော်တို့ကပြိတ္တကိုတင်ပြရတာ မမ ဒီနေရာမှာစကားပြောပေးရတယ်ပေါ့ ဟုတ်ကဲ့ တခုတော့စဉ်းစားဖို့လိုတယ်ဗျ ပါပါလေ စကားပြောကောင်းဖို့တဲ့စကားကောင်းကိုရွေးပြောရမယ့်ချိန်ရောက်ပြီလို့ပြောချင်ပါတယ် ဒီချိန်မှာပဲဗျာ ထိုနည်းတူသွားပါပဲစာရေးကောင်းဖို့တဲ့လူတစ်ယောက်ဟာစာကောင်းရေးတတ်ဖို့လိုပါတယ် ဟုတ်ကဲ့ စာဖတ်တဲ့ပြိတ္တကိုပြန်ကြည့်မယ်ဆိုရင်လေစာဖတ်ကောင်းတာတဲ့